ကြောက်ပါနဲ့မင်းယုံခံရအောင်မေမင်းအနာမှာလူတချို့ရှိတယ်ဒီလိုပဲကိုယ်တန်ငယ်ချင်းရဲ့စိတ်ဓာတ်မချပါနဲ့ရေတော်မှာတဲ့ချာရှိ
ယ်